ဖယားကြောင့်တင်ကထိန်ဝင်ဝါလို့တာရကရှစ်လောင်းတင်အဝဲမှာဥပြည့်စေကဆရာတော်ဖယားကရှာပြဖို့အမိသားကိုရိုင်းတို့လိုက်တာရမယ်ရိုင်းတို့ကြည့်ဝင်ဝါရခခဟောကြားတဲ့အမေလေးကြားတော့တင်ဝင်အဝမှာတင်ဝင်အဝမှာမီးမျက်ရည်လေးဆိုဖယားကြောင့်တင်ကထိန်ဝင်ဝါလို့တာရဟရှစ်လောင်းတင်အဝဲမှာဥပြည့်စေကဆရာတော်များကပစီဖြစ်မဲ့အမိသားကိုရှာလို့လိုက်တာရမယ်ရှာလို့ကြည့်ပြီးဩဝါဒဟောကြားတာအမေလေးကြားတော့တင်ဝင်အဝမှာတင်ဝင်အဝမှာမီးရည်လေးဆိုရှင်ဝင်ပိုက်ခါမွေးခင်ကလို့အမိရင်နဲ့မရဲတဲ့ကလေးလို့တာလူလေးဖြစ်ဖြစ်မဲ့အမိမခွဲရနိုင်လို့လောကအချစ်တင်ဘဝချီဝင်းဝဲရောက်ပြီးမို့ရဟန်းပေါင်းတွင်တွတ်တွင်မို့လို့အပေတကားပိတ်လို့ချမ်းတကားဖွင့်ပြီးကွယ်ဝမ်းသာမျက်ရည်ဆိုတော့တင်ဝီမဲ့အမိသားကိုတင်ပြီးစကုမဆိုင်ပြီးသမုဒိယပြမဲ့ရဟန်းသားတော့ဖြစ်သွား၏မို့အမိဖားတို့နဲ့မသက်ဆိုင်တော့ဘူးဆိုဟောကြားတဲ့အမေလေးကြားတော့တင်အဝဲဝမှာတင်ဝင်အဝမှာအမေရည်လေးဆိုကိုလူမော